Hello, Gree. လိုင်တာယာမြို့နယ်ကျက်စစ်သားလမ်းမပေါ်မှာရှိတဲ့ AC Hotel မှာတက်ဆင်ထားတဲ့ Green Aircon ရဲ့ commercial product တစ်ခုဖြစ်တဲ့ GM5 series လေးနဲ့မိတ်ဆက်ပေးကြပါရှင်။ Student base 2,400,000ကျော်ရှိတဲ့ AC Hotel ရဲ့ Aircon outdoor unit မှာ38လုံးတက်ဆင်အသုံးပြုထားပြီးတော့ indoor unit အနေနဲ့အလုံး300တက်ဆင်ထားပါတယ်။မြင်းခါရအနေဖြစ်ဆိုလို့ရှိရင်တော့စုစုပေါင်း908ကောင်တက်ဆင်အသုံးပြုထားပါတယ်။ AC Hotel ရဲ့ outdoor unit ဟာ cooling system ကိုအသုံးပြုထားပြီးတော့မီတာ30ကျော်မြင့်တဲ့ rooftop မှာရှိပါတယ်။ GMV5 မှာတော့မီတာ90မြင့်တဲ့နေရာထိထားလို့ရပါတယ်။တာမန်အိမ်သုံးနေမှာဆိုလို့ရှိရင် indoor တစ်လုံး outdoor တစ်လုံးအသုံးပြုနိုင်ပြီးတော့လုပ်ငန်းသုံး commercial product တစ်ခုဖြစ်တဲ့ GMB5 series မှာကြတော့ outdoor တစ်လုံးလှည့်ရင် indoor unit 33လုံးထိအသုံးပြုလို့ရနိုင်ပါတယ်။ capacity များတဲ့ outdoor unit 4လုံးအတွက်အသုံးပြုမယ်ဆိုလို့ရှိရင်တော့ indoor unit အလုံး80ထိအသုံးပြုလို့ရနိုင်ပါတယ်ရှင်။ GMV5 ရဲ့ outdoor unit တစ်လုံးမှာမြင်းကောင်ရေ8ကောင်မှ22ကောင်ထိအသုံးပြုနိုင်ပြီးတော့ capacity များတဲ့ outdoor unit 4လုံးတွဲမယ်ဆိုလို့ရှိရင်တော့မြင်းကောင်ရေ88ကောင်ထိအသုံးပြုနိုင်ပါတယ်။ GM5 series မှာဆိုလို့ရှိရင်တော့ cooling system နဲ့ heating system ဆိုပြီး system 2မျိုးရှိပြီးတော့ cooling system မှာဆိုလို့ရှိရင်ပြင်ပအပူချိန်52 degree centigrade အတွင်းလဲပတ်နိုင်ပြီးတော့ heating system မှာဆိုလို့ရှိရင်ပြင်ပအပူချိန် -20 ကနေပြီးတော့24 degree centigrade အတွင်းလဲပတ်နိုင်ပါတယ်။ AC Hotel ရဲ့ reception အပြည့်လျှောက်လမ်းနေမှာဆိုလို့ရှိရင်လည်း indoor unit တစ်ဖြစ်တဲ့ 4-way ကတ်ဆက်တိုက်ကိုတက်ဆင်အသုံးပြုထားပါတယ်။ AC Hotel ရဲ့ခြေကမ်းတွေမှာလည်းတစ်တိုက်ကိုပဲအသုံးပြုတက်ဆင်ပေးထားပါတယ်။ GMV5 မှာ indoor unit တွေဖြစ်တဲ့ 4-way ကတ်ဆက်တွေအပြင် 1-way ကတ်ဆက် 2-way ကတ်ဆက် wall mount တွေ floor set တိုက်တွေကို shopping mall နဲ့ရုံးခန်းတွေမှာတက်ဆင်အသုံးပြုလို့ရနိုင်ပါတယ်။ AC International Hotel ကြီးမှာဒီ Green Aircon နဲ့ပတ်သက်ပြီးတော့ဘယ်လို recommend နေပေးမလဲဆိုတာကို interview လေးချက်မေးကြည့်လိုက်ရအောင်နော်။အကိုမင်္ဂလာပါဟုတ်မင်္ဂလာပါဗျဟုတ်ကဲ့ရှင်ဒီ AC Hotel မှာပေါ့နော်ဒီ Green Aircon နဲ့ပတ်သက်ပြီးတော့အကိုဘက်ကဘယ်လိုအကြံမျိုးပေးနိုင်လဲဘယ်လို recommend လေးပေးနိုင်လဲဆိုတာတစ်ချက်လောက်ပြပြပေးပါဦးရှင်ဟုတ်ကျွန်တော် Aircon အကြောင်းတော့အများကြီးမသိဘူးဗျဒါပေမဲ့ဒီ Green ပေါ့နော်ဒီကျွန်တော်တို့ hotel ဖွင့်တဲ့တနေ့ကျော်တက်တန်းမှာတော့service ခေါ်တော့မရှိသေးဘူးဗျဟုတ်ဒီကျွန်တော်တို့အခု mass ຫນွေဝင်တော့မဲ့အခါမှာဆိုလဲဘယ်လိုခေါ်မလဲကျွန်တော်ဒီမှာတော့တုတ်ခဲ့တဲ့တက်တန်းနဲ့ရှောက်ပေါ့အေးဓာတ်ကຫນွေမိုးဆောင်ဒီတိုင်းမပြောင်းဟုတ်ကဲ့ပါရှင်အဲ့ဆိုလို့ရှင်ဒီပေါ့နော်ဒီ break တက်တွေကို green နဲ့ပတ်သက်ပြီးဘယ်လို recommend လေးများထပ်ပြီးပေးခြင်းသေးလဲမသိဘူးရှင်ဟုတ် 100% recommend ပေးပါရဗျဟုတ်ဟုတ်ကဲ့ဟုတ်ကျေးဇူးအများကြီးတင်ပါတယ်နော်ဟုတ်ကျေးဇူးပါဟုတ်ကဲ့ပါရှင်